ဟိုဘက်ကခေါ်နေတာဟိုကပြေးရောင်းလိုက်အောင်မယ်ငါကားရှိလာပြီဂွင်းဖိုင်းမိထနေဟေးစိတ်ပြက်တယ်အော်ဦးလေးချောင်းနားလိုက်တာဘာဖြစ်သွားပြီလဲမသိပါဘူးလက်ဒီဟဲ့ငါကားရှိလိုက်ဘာဂွင်းလန်းဖမ်းတာတော့ဟမ်ငါကောင်းငါလာကြည့်တာဘာဖြစ်သွားပြီလဲလို့ကျွန်တော်ဂွင်းဖမ်းတာမဟုတ်ပါဘူးအန်ဒီရဲ့ဟိုဘက်ကအန်ဒီတယောက်ကခေါ်လို့ကျွန်တော်ဈေးရောင်းတာကားရှိနေဆိုပြီးကူးလိုက်တာနေဘာဖြစ်နော်နေ6ကြိုလက်ကြိုငါနဲ့မဆိုင်ဘူးဟာနေလာတာနော်ငါကိုယ်လာတာငါနဲ့ဘာမှမဆိုင်ဘူးနော်ငါကားတစ်ခုဖြစ်လို့ရတာနေရောရမှာမဟုတ်ဘူးအန်ဒီရဲ့သားဖာသားလဲမိတာပါကားလည်းမထီဘူးနော်ကားလည်းမထီဘူးသားဖာသားလေးဟွန်းတီးလိုက်တော့လန့်ပြီးတော့လဲသွားတာပါဘာမှမဖြစ်ဘူးနော်ငါကောင်းမထီပြီးရပဲတော်နေရတဲ့ကောက်ပြီးငါကားရှက်ထွက်သွားစောစီချက်တွေတုံတာတခါတည်းဟုတ်ခင်ဗျာတနာကြပါခင်ဗျာကောင်းသားလေးကုသိုလ်ယူလိုက်အောင်မယ်ဟုတ်ကဲ့နေပါဦးဒါနဲ့ကိုကျွန်တော်မေးစရာရှိလို့လေမေးဦးမယ်ဟုတ်မေးပါဗျာစစ်လိုက်တောက်တက်လားကိုစစ်လိုက်မတောက်တက်ပါဘူးဗျာဒါဆိုအရေရောတောက်တက်လားအရေလည်းကျွန်တော်မတောက်တက်ပါဘူးဗျာကိုကလည်းဒါဆိုကိုမိမရောပွေရှုံမှာပါနော်ကျုပ်မိမလည်းမရှုပ်ပါဘူးဗျာယူတတလေးနေထိုင်တာပါဗျာခင်ဗျာဘာမှမလုပ်ဘူးဒါဆိုခင်ဗျာကျုပ်ထင်လောင်းကစားသမားမွန်လားညမတိုင်းပြောကျုပ်မကောင်းတာဘာမှမလုပ်ဘူးဗျာလောင်းကစားလည်းမလုပ်ပါဘူးဗျာဒါဆိုရင်ခင်ဗျာကိုကျုပ်90ပေးမယ်ဗျာကျုပ်အိမ်ခဏလိုက်ခဲ့အားလို့လေလိုက်ခဲ့စမ်းမှာကျုပ်ကကျုံမိမကိုပြခြင်းလို့90ပေးမယ်လို့အခုဘာပြမှာလဲဗျာမြားလဲစိတ်လိမ်လည်းမတော့ရဲလည်းမတော့မိမလည်းမရှုပ်လောင်းကစားလည်းမလုပ်တဲ့သူကိုဘလို့နေရလဲဆိုတာကျုံမိမကိုပြရင်လို့ဟုတ်ကဲ့လာတက်90အရင်ယူထားလိုက်ရောအခုအဖေသွားမှာတော့ကိုကျုပ်ဆိုင်ကယ်ပေါ်တက်လीမဟုတ်ဘူးကျွန်တော်ဘာလဲလမ်းလျှောက်မလိုက်ခဲ့သမှာနဲ့ကျုပ်ဆိုင်ကယ်ပေါ်လိုက်ခဲ့ပြီးကြလမ်းလျှောက်ဆိုကြားနေလိမ့်မယ်ကျုပ်ဆိုင်ကယ်ပေါ်တက်ဘာမှမဖြစ်ဘူးမဟုတ်ဘူးကျွန်တော်ကားနဲ့လိုက်ခဲ့မယ်နောက်ကနေကိုရှိရသွားနဲ့လမ်းလျှောက်မဟုတ်ဘူးကားနဲ့လိုက်ခဲ့မှာမလိုက်နဲ့တော့ရော့90ထည့်ယူထားလိုက်နိုင်ခင်တော့နော်ကျွန်တော်သွားပြီမျိုးပဲဗျာခင်ဗျာကျုပ်ထိုင်အောင်ပြက်တယ်ဗျာမမိမကြောမှန်တယ်ဟာပူလေးအကျော်ဆုံးပူလေးဟေးကျော်ဆုံးလောင်းဟေးဟုတ်လာပြီအမအယုံလေတခုဘလောက်တော့ဟုတ်ကဲ့အမ1000မို့5ခုပါဗျာ1000မို့5ခုနင်တို့ကလည်းအေးမဟုတ်တာ1000မို့ယူမယ်တစ်ခုတရာပဲထားလိုက်အမတစ်ခုတရားတော့မရဘူးလေအမဒီလိုလုပ်လိုက်ပါလားကျွန်တော်ဟာတွေကအကြီးတွေဆိုတော့လေ1000မို့ယူလိုက်6ခုပေးလိုက်မယ်နော်ကျွန်တော်ဈေးဥပေါက်လည်းဖြစ်နေလို့ပါနေရတာ1000မို့6ခုပေးနေနော်ငါမှဒီလမ်းထိပ်မှာရတယ်1000မို့10ခုအပြင်မထွက်ချင်လို့လမ်းမလျှောက်ချင်လို့ဟေးတလန်းလျှောက်ရင်ရောက်ပြီအမရဲ့1000မို့6ခုတန်ပါတယ်အမရဲ့စုပုတ်ဈေးနဲ့လေကစုံရဈေးနဲ့ဒီမှာခေါ်သောကားသီးကြော်လေးတွေဆိုရင်ချိုးနာပဲအမရဲ့ဝယ်ပါအောင်တန်ပါတယ်ဒီလိုလုပ်လိုက်ဟဲ့နစ်ဘက်လဲမကြငါဘက်လည်းမကြပါတော့1000မို့8ခုတော့ပေးလိုက်ဟဲ့ငါအပြင်မထွက်ချင်လို့နော်တောင်တော့ငါအခုထွက်ဝယ်အခုရတယ်မှာလမ်းထိပ်တင်မှာ3လင်းလမ်းလျှောက်ရောက်ပြီ1000မို့8ခုတော့ပေးလိုက်တော့ဟုတ်ပြီလားဟုတ်ကဲ့ယူလိုက်1000မို့2000မို့ယူမှာလားယူလိုက်1000မို့8ခုနဲ့